ကျွန်တော်တို့တွေနေ့တိုင်းမပြတ်မကွက်ဖဲလုပ်တဲ့အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့စားတာတောက်တာဖြစ်တယ်ဒီထဲမှာရှိတဲ့လူတွေလုံးဝမပြတ်ဘူးကျွန်တော်ယုံတယ်ကျွန်တော်တို့မနေ့ breakfast စားမယ် lunch စားမယ်ပြီး dinner စားမယ်နော်အကုန်လုံးခန္ဓာကိုယ်အတွက်ကျွန်တော်တို့တွေမစားတောက်ကြရတဲ့လူဆိုတာမရှိဘာကြောင့်လဲအဲ့ခန္ဓာကိုယ်အတွက်မစားရင်ခန္ဓာကိုယ်ကအားလျော့သွားမှာဖြစ်တယ်မစားနိုင်ဘူးဆိုလို့ရှိရင်ကျင်းတည်တယ်သူကျမ်းမာရေးမကောင်းစိတ်ပိုင်းဆိုင်ရာအတွက်ကျွန်တော်တို့ဘာစားမလဲကျွန်တော်နေ့စဉ်ဘဝအသက်ရှင်သန်ပြီးအတွေ့အကြုံတွေရလာတဲ့အခါမှာကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအတွက်နေ့စဉ်ဘဝအသက်တာမှာအစားတစ်ခုထပ်စားရအဲ့ဒါကဘာလဲဆိုရင်အရာအလုံးကိုလက်ခံပြီးဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာအကောင်းဆုံးအသက်ရှင်သန်နိုင်တဲ့စိတ်ကလေးတစ်ခုကိုကျွန်တော်တို့မွေးလာကြတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုကိုယ်သေချာပြန်ကြည့်လို့ရှိရင်တွေ့ရှိရတယ်ပြီးခဲ့ပြီကွာမနှက်ဖြန်ဆိုတာကလည်းမရောက်လာသေးပါဘူးဒီနေ့အသက်တာလေးမှာငါစိတ်ကလေးကိုငါစိတ်ချမ်းသာအောင်နေပြီးတော့ဘုရားကျေးဇူးတော်နဲ့ငါအကောင်းဆုံးအသက်ရှင်ရမယ်နော်လို့ကိုအမြဲတတိပေးနေခြင်းဟာကိုယ့်ရဲ့စိတ်ကိုခွန်အားပေးနေခြင်းပဲဖြစ်ပါတယ်အဲ့လိုခွန်အားမပေးဘူးဆိုဘာဖြစ်မလဲစိတ်တက်ကြမယ်စိတ်ပြတ်မယ်မပျော်ဘူးပြီးသွားတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ဘဝမှာကောင်းတဲ့အရာတွေကိုလုပ်နိုင်တဲ့ခွန်အားမရှိဘူး။ဘာကြောင့်လဲဆိုရင်စိတ်ထောင်းလို့ရှိရင်ကိုကြည်တယ်တဲ့။ဒီတိုင်းပဲကျွန်တော်တို့လူတွေဖြစ်ကြတဲ့အတွက်ကျွန်တော်တို့မှာဝင်ရေးအသက်တာရှိတယ်။ဝင်ရေးအသက်တာအတွက်ကျွန်တော်တို့ဘာအစာကျွေးမှလဲ။ကျွန်တော်တို့မတွေ့တော့မတွေ့ရအောင်။ဒါပေမဲ့လို့ခန္ဓာကိုယ်ကအစာစားလို့ရှိရင်ခွန်အားရှိတယ်လို့စိတ်ကိုထားတတ်လို့ရှိရင်အလုပ်တွေအများကြီးလုပ်နိုင်တယ်လို့ကျွန်တော်တို့ဝင်ရေးအသက်တာ၌အစာကျွေးတယ်ဆိုလို့ရှိရင်အဲ့ကျွေးလာတဲ့အစာပေါ်မူတည်ပြီးကိုယ်မှာခွန်အားရှိတယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့နှုတ်ကပတ်တော်ကသတိပေးပါတယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်လေးကိုကြားလိုက်တဲ့အခါမှာကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေအတွက်သိရှိပြီးသားဖြစ်ပါတယ်သခင်ခရစ်တော်ပြောပြတယ်သူတို့သမီး10ယောက်ကတခါတည်းမင်္ဂလာဆောင်လူလင်ဖြစ်တဲ့တူသားလာတဲ့အချိန်ကိုစောင့်နေတဲ့အချိန်မှာမိုင်မဲတဲ့လူတွေကတဲ့စီမီယူလာတယ်တဲ့ဒါပေမဲ့လို့စီအပူမယူလာဘူးတဲ့ဒါပေမဲ့ပညာတတိရှိတဲ့လူတွေကြတော့တဲ့စီမီပြင်စီအပူပါယူလာတယ်တဲ့ကျွန်တော်တို့ကြားခဲ့ရတဲ့နှုတ်ကပတ်တော်မှာဦးနာကြားခဲ့တဲ့အတိုင်းပဲရောက်လာမယ့်အချိန်ကနှောင့်နှေးလာတဲ့အခါမှာအိမ်ငါးပြီးစောင့်စားရင်းနဲ့သူတို့ရှိတဲ့စီတွေကတဖြည်းဖြည်းနဲ့မိသားပေါ်မှာကုန်သွားတယ်အဲ့ဒီအခါမှာမင်္ဂလာဆောင်သူတို့သားလူလင်ရောက်လာတဲ့အခါမှာစီအပူမယူခဲ့တဲ့ပုံကိုယ်တွေကဒုက္ခပတ်တယ်တဲ့စီပူယူလာတဲ့ပုံကိုယ်တွေကစီပူတွေထက်ထဲပြီးတော့မင်္ဂလာဆောင်လူလင်နဲ့အတူတူမင်္ဂလာဆောင်ပွဲကိုဝင်ရောက်ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုကြားတယ်ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ကြားတဲ့အခါမှာလူသားတစ်ယောက်အနေနဲ့ချက်ချင်းသိရှိပြီးသားဖြစ်ပါတယ်စီပူဆိုတာဟာဘာကိုပြောချင်တာလဲအဲ့ဒီမှာစကားလုံးလေးနှလုံးကိုဒီနေ့ကျွန်တော်တို့ဝင်ရေးသက်တာအတွက်အတူတကွစဉ်းစားရအောင်မိုင်မဲသောသူတို့သမီးကညာတွေနဲ့ပညာတတိရှိသောသူတို့သမီးကညာဆိုတဲ့စကားလုံးလေးနှစ်ခုဖြစ်ပါတယ်။မိုက်မဲတယ်ဆိုတာကမသိတာမဟုတ်ပါဘူး။သိပြီးတော့မှသိတဲ့အရာကိုအသက်မရှင်တဲ့ပုဂ္ဂိုလ်ဟာမိုက်မဲခြင်းဖြစ်ပါတယ်။ပညာတတိရှိတယ်ဆိုတာကတော့နောက်ဆက်ဖြစ်လာမယ့်အရာတွေကိုဖြစ်နိုင်နေနော်ဆိုတာကိုသိပြီးတော့တတိနဲ့အသက်ရှင်နေထိုင်နေတဲ့ဘဝအသက်တာလေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့Major Seminary မှာနေတော့ကကျွန်တော်တို့ကိုဝင်ရေးဆိုင်ရာဘုန်းကြီးတွေကသင်ပေးပူတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တဲ့ကြီးကြီးမားမားအမားကြီးကိုကျွလွန်ခဲ့ကြတယ်ဆိုတာကတဲ့တေးသေးမားမားအမားတွေကိုမြောက်များစွာနဲ့လွတ်ခဲ့တဲ့အချိန်မှာဖြစ်ပေါ်တာပါလို့ပြောပူတယ်ဒါကြောင့်မလို့ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့ဝင်ရေးသက်တာအတွက်ပြန်လဲပြီးထောက်ရှုကြရအောင်ကာယအတွက်ကျွန်တော်တို့ထမင်းစားရတယ်ဘာကြောင့်လဲဆိုရင်နောက်တစ်နေ့အတွက်ခွန်အားရှိလို့စိတ်ပိုင်းဆိုင်ရာအတွက်ကျွန်တော်တို့ရေခွန်အားယူကြရတယ်။ဘာကြောင့်လို့လဲဆိုတဲ့အခါကျရင်ကျွန်တော်တို့ဟာပုံမိုးပြီးလှုပ်ဆောင်မှုတွေပြုလုပ်နိုင်ဖို့အတွက်ဝင်ရေးဆိုင်ရာအတွက်ကောင်းမှုကုသိုလ်ပါရမီတွေနဲ့ဘုရားသခင်ကြိုက်နှစ်သက်တဲ့အသက်တာလမ်းမှာရှောက်လွှင်းခြင်းအဖြစ်ကျွန်တော်တို့ဘဝမှာခွန်အားတွေရှိတယ်။ဆက်လက်ပြီးရှောက်လန်းနိုင်တဲ့အသက်တာရှိတယ်ဆိုတာကိုကျွန်တော်တို့ထောက်ရှုရင်းနဲ့လောတော်ကောင်းခြင်းမင်္ဂလာကျေးဇူးတော်ဖျားဖျားကိုဒီမိစားတဲ့မြတ်မှာအတူတူကတောင်းခံရအောင်လို့အလုံးကိုဖိတ်ခေါ်ပါတယ်။အလုံးကျေးဇူးပြုမတ်တရလက်ဆုပန်းကြပါစို့